တက္ကနာမြန်မာနိုင်ငံရဲ့စီရခိုင်ဒေသအေးစစ်ဆက်ခံရတဲ့ဘယ်မှာတည်ရှိလဲဆိုတဲ့တက္ကနာမြန်မာနိုင်ငံရဲ့စီအကြောင်းလောကရန်အတော်ကြရချပြီးတော့တွေ့ရပါတယ်။အေယာကနဝုစာကတရားရန်26ခုပြည်နယ်ဌာနချုပ်လောကတော်2010ခုနှစ်အေယာဆယ်ရက်ကနေစတင်ပြီးတော့မှထူထောင်ကြောင်းလူသိရပါတယ်။ထိုချိန်ကအေယာကအင်အားပြည့်စုံတွေအေယာတဘောကိုလို့ဆိုပြီးတော့မြန်မာစီလောကမှာအချောင်းပေါက်အမည်ပေးထားတာခံရပါတယ်။ထိုချိန်ကအေယာတစ်ချက်ပြည့်စုံတွေဟာလာကြမှာပြည်နယ်ဌာနချုပ်ပြင်နောက်တော့စစ်တပ်မှာချုပ်အမေရိကန်အတူနေထိုင်နေတာမှန်တော့မှန်တယ်လေအခုချိန်မှာနျူကလ িয়ার တက်ခဲလေးဖြစ်လာတဲ့အေယာဘယ်မှာရှိတယ်ဆိုတော့ဒီလိုမျိုးကိုကိုယ်ရိုင်းသိချင်ကြမှာဖြစ်ကြတယ်။အဲဒီတော့စာရေးဒီကလာစာဖတ်ကြတဲ့မိတ်ဆွေတွေကိုဘုဒ္ဓဖြစ်ပြောပြရမယ်။နောက်တစ်ခါကလည်းမောင်မပင်လေးကြားတဲ့ဝင်နေတဲ့တမ33နဲ့တမ92ဟာအေးဘယ်နေရာမှာရှိနေပြီလဲတိုးတိုးတိတ်တိတ်လိုက်ရှာကြတာကိုစာရေးဒီပြင်ထားလိုက်နေတယ်ပလာလောနယ်ကြီးခြေသက်လိုက်ရှာကြတာပြေးလိုက်ရပါတယ်အိုင်နောက်ရန်ချောင်းကျောင်းမှာအေးကိုတော့ရှာကြတဲ့ဓမ္မတမဟာပွဲဥအတွက် AKG နဲ့စတင်နေဆက်တာခံရကြတာဟုတ်ဆက်ပြောမှဆိုရင်ထိုရန်ချောင်းကျောင်းကယခုမြေအတော်ကိုလည်းရ40ကျော်ကြာတဲ့တိုက်ပွဲကိုပြောရတာပဲထိုဘွေကောင်းတော့မှဆိုရင်အများနဲ့ထောင်လို့ပါတော့ဓမ္မတမစစ်ကြောင်းရဲဘော်ထောင်တော်ခံစာရင်းကြနေပြီးတက်နေပါတော့အေးရဲဘော်လည်းဆလာခံခမင်းရပြီးတိဥတိပုတည့်ရတဲ့စားကအသက်ဆက်ခဲ့ကြတာပဲဓမ္မတမတော်ရရန်ချောင်းကျောင်းကတော့ဒီမှာ AKG တွေနဲ့တာမိတ်ဆက်ခံရပြီးအေးတွေကိုတို့ရှာမတဲ့မြင်ပြီးကြရတာဟုတ်အိုင်နာအေးရောက်နေတယ်လို့ဓမ္မရရှိတယ်တော့ပုံမှန်ဗဒိတာနဲ့ဘုဒ္ဓတော်နဲ့ရေတော်မှာတောပါကတွေကတောမလောမဘတ်ကိုမြမတမောစစ်ကြောင်းကြီးလိုက်ကြတာပဲနော်အဲဒီမှာလည်းအေးမမြင်ဘူးလားပဲစစ်တွေကခါမအများ30နှစ်တိုင်ကြီးအစားထပ်ခံရတယ်ဗျာပြောနေတာကတော့ဒီမှာဆိုလို့တို့ချက်ရကြတာပဲယခု2020ခုဖေဖော်ဝါရီလနဲ့မတ်လတွေမှာဒီလိုမျိုးကို40ကျော်တက်တော့မှလည်းပေါင်တောင်းချီတဲ့ဓမ္မတက်တော်စစ်သားတွေအေးကိုမနေရရပဲအေးကြီးနဲ့တော့တော့ပြအမိတ်ဆက်ခံရတယ်ဒီအရာဆုံးဖြစ်နေတာတော့ရှိကြောင်းကြည့်ရပါတယ်အေးကိုတင်ကြတော့တမ89တိုင်ရင်ဘုံမှုတန်နာလို့ပြောအေးကိုညီလေးကိုရပါတယ်ဖြစ်ပါတယ်ဒီလိုနဲ့အပြင်ရှိတဲ့တော့တာနဲ့အေးဝန်ထမ်းတွေကိုတနေ့တော့လိုက်စားတော့လည်းအေးနဲ့တက်ဆန်းပြီးဘာမှမပြောရဲဒီအရာစစ်ကြောင်းတွေကအေးတော့ခံရလို့ဖြစ်သွားခဲ့ပါတယ်အားလုံးစစ်တဲ့အေးဆိုတာလူသားတွေမှာဟုတ်ရလားဆိုတာကိုယ်တွေကိုယ်ဆိုလိုကြဖြစ်နေမှာပါပဲအဲ့ဒါရခိုင်ပြည်တော့တာနဲ့မှာဧကစာရီပေါ်ရဆောက်ပြီးကြားထုတ်နေကြတဲ့အကြောင်းများဆရာတော်တွေကတခုကပါပြီးအကြောင်းကိုနည်းနည်းဆောက်ထားတာအဆောင်ရတော့ပစ္စည်းတွေတောင်းခံတာလို့လုပ်ဆောင်နေတယ်ပါ။ဒါနဲ့အေးကိုတို့ဆံတွေ့နေပါဘူး။အဲဒီတော့မှအေးဆံတွေ့ရတော့အေးဟာရွာရဲ့ထဲမှာတက်ဆွဲထားတာဖြစ်နိုင်တယ်ဆိုတဲ့ထင်နဲ့သူ့အတူရိုးရိုးသားသားလောက်ကစားတောင်းနေတဲ့ရခိုင်ရက်ဖက်ချေရတွေကိုအဓိကပြတ်မှတ်ထားတိုက်ကြတယ်မယ်။တခိုင်လုံးမဲ့ကလေးငယ်တွေကြီးကြီးတွေဆုံးကြတယ်မယ်။အာရုံမတက်မှလည်းစစ်တပ်အားပြီးအမားပြည်တွေကအေးကဘာလို့ဆွဆွဲပြောဆိုကြတယ်မယ်။ကိုကြီးဖွားကြီးတွေကအစထင်းနှင်းပြတ်ကြတယ်မယ်။အောင်ဆိုင်မောင်ဆိုင်ရသားတွေပြတ်ခံရတာအပြားပါလေခက်ရှိသွားတယ်ပါပြီ။ပြီးရင်တို့တွေအကုန်လုံးကလည်းအေးဘာလို့ဒီအိမ်ဘက်ကအမြဲဆွဆွဲပြောဆိုကြတယ်မယ်။ဒါပေမဲ့အေးတဲ့တွေကိုတော့သူတို့မြင်ဘူးလို့ပါဘူး။အေးကိုတမဒေဝပြည်တော်နေနေကြီးတွေကဖုံးကွယ်ဝတ်ထားပြီးသူတို့ကအေးစစ်မှန်တွေကိုရှာမတွေ့နိုင်ပါဘူး။တော်ရတာမှမဆိုင်တဲ့တော်ရီပြင်းနေကြကြရဆိုတဲ့နှသားချက်အတိုင်းအေးရဲဘော်တွေကလည်းခိုင်းတာပြကြရပါတယ်။တွေ့ရတဲ့နေရာမှာတော်ရီကိုတွေ့နေခြင်းအရှင်နဲ့တက်ချက်စားတော့ပြီးစစ်တိုင်းနေကြတဲ့ဗမာစစ်တပ်ကတော့မာမလေးအေးတွေနဲ့တွေ့ရတယ်ဘယ်တက်မှပြန်ရမရှိဘူးဆိုတာစာရေးပြီးအသက်ပြောရပါတယ်။ဒီအရာစစ်စည်းရတော့မရှိပါဘူး။သူတို့ထားခဲ့တဲ့မကောင်းမှုဖြစ်တွေကိုဖြေသိမရှိနိုင်တော့ပါဘူး။ဒါကြောင့်လည်းသူတို့တွေရခိုင်စစ်ပွဲမှာဆုံးသွားပြီလို့ကောက်ချက်ချလို့ရပါတယ်။ဒါဆိုအေးတက်တော်ရဲ့စစ်စခန်းတွေဌာနချုပ်တွေတင်တဲ့တောင်းတွေဟာရခိုင်မှာရှိနေတာရောဟုတ်ပါရဲ့လား။ဝိုင်းသားမှာပဲလား။ဘာအထူးဒေသမှာခြေတိုက်နေပြီလား။ဒါမှမဟုတ်တရုတ်ပြည်ထဲမှာလား။ဘင်္ဂလားဒေ့ရှ်မှာလား။အမေရိကန်နဲ့ရောက်သွားပြီလား။ဒါတော့များတော့နဲ့မြန်မာတို့ရဲ့အေးချာဘုံတော်ကြီးတိုင်ပတ်နေကြတာကိုတွေ့နေရပါတယ်။ဒါနဲ့မြန်မာနိုင်ငံဆိုရမတ်တမောပြည်တော်သူသားတွေကဘာကြီးနဲ့မိခင်ဖခင်ရခိုင်ပြည်သူပြည်သားတွေအကုန်လုံးအထူးပြည့်စုံနေနေတဲ့ရခိုင်တော်ကြီးအေးဟာနောက်ဝနန်းသာနောက်ဝတ္တကဲ့သို့စစ်ဝတ်စုံများဆင်ရန်ဝတ်စင်ကမကြောက်တဲ့အချိန်တွင်းမှာပဲပြည်သူရှိမှတရင်တမဟောင်းများသောဖြစ်ဘာနဲ့ကိုတင်ကြရေးပေါ်ပေါက်လာလိမ့်မည်ဖြစ်ပါကြောင်းကျိုးတင်မဆ30ရေးသားရင်းနဲ့အဆုံးသတ်လိုက်ပါတယ်